သေပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်သေချာစဉ်းစားကြည့်ရာထူးဘလောက်ကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမှိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မောတောင်မှကြာမထားဘူးတခြားပို့ပြခါတေချာပိုင်ဆိုင်မှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မောတောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမိတ်ခင်လေးတော့ဟာဘာတွေပိုင်နေညာတွေပိုင်နေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ဂုဏ်ယူဝင်ကြွားပြီးနေနိုင်တော်လဲပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိစ္စအာရယခိစ္စတိနောက်မောသွားတာသူတယောက်ထဲသွားတော့ဘာယူပြီးတော့အိမ်မောကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိတ်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားလို့ဘာဟာသူယူသွားလို့ရတော့နဲ့မိကုံထုတ်တာကိဟိတတတက္ကံဟောတိဘာကသူပိုင်တာဖြည့်သေးတော့ကိဉ္စအာရယကိစ္စတိသူဘာကိုယူသွားရတော့ကိဉ္စတအနုကံဟောတိသူ့နောက်မှာလိုက်သွားတာဘာရှိတော့ဆာယဝအနပ္ပယအရိပ်လိုမခွဲမကွာသူ့နောက်ပါသွားတာဘာရှိတော့စဉ်းစားခိုင်းထားတာနော်ငါသိသွားလို့ရှိရင်ငါပိုင်တာဘာရှိလဲနော်ငါယူသွားလို့ရတာဘာရှိလဲငါနောက်ကပါလာမှာဘာရှိလဲဒီအချက်၃ချက်ကိုစဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံညင်စပပင်စယမစ္ဆောကုရုတိဣဒလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတတက္ကံဟောတိကိုလုပ်ခဲ့တဲ့အလုပ်ဒီပင်လေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီစိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရင်ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခေါဏကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်ဒီဘဝမှာမသေးခင်လူတွေဟာနေ့စဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ်အဲ့ဒီကိုယ့်ရဲ့လုပ်ရကံသီသာလင်တင်ကြီးတတသက္ကံဟောတိတယ်အဲ့ဒါသူ့ရဲ့သူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီနေရာမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသေးခင်လေးအတွင်းမှာပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတာသေလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုပ်ရင်ကောင်းတယ်မကောင်းတာလုပ်ရင်မကောင်းဘူးအကောင်းဆုံးနှမျိုးလုပ်ရင်နှမျိုးလုံး तू ပိုင်နေမှာအေးအဲ့ဒါဒီပဲလင်သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရယကိစ္စတိအဲ့ဒါပဲဟိုဘဝယူသွားလို့ရမယ်နောက်ဆုံးမှအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာနော်လက်ဆွတ်ဆိုဘယ်သူမှစိုးဝတ်မပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်ငကကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမသားနဲ့ငကကြီးနဲ့မကောင်းမှုဆိုဖြုတ်ယူလိုက်အောင်ပါ
အဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင်သူလုပ်ခဲ့တဲ့ကုသကံအကုသကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံလောက်လိုက်ပို့ပြီးပြန်လဲလာမှာပဲဒါပဲဟိုဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့ရတာလုံးမှလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်သတ္တအနုခံဟောတိဆာယဝအနာပါယသူနဲ့ကပ်ပြီးတော့ပါးလိမ့်မှာကတော့သူလုပ်ခဲ့တဲ့ကုသကံအကုသကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေးစာကြိုက်အဲ့ဒီမကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့